မြတ်စွာဘုရားရဲ့ဘဝကိုကြည့်လိုက်မြတ်စွာဘုရားဟာဘဝလူဘဝရလာပြီးတဲ့အခါမှာအသက်80သက်တော်80လူလောကမှာနေထိုင်ခဲ့တယ်သက်တော်80ဘုရားဘဝနဲ့45နှစ်နေထိုင်ခဲ့တယ်တရားကျင့်တဲ့အချိန်ကနှစ်ပေါင်း6နှစ်လောကီစိတ်စဉ်ခံစားပြီးတော့မင်းသားဘဝနဲ့နေတာက29နှစ်ဟောဘုရားလောင်းလေးမွေးဖွားလာပြီးတော့ရွှေနှန်းစည်းစိမ်ခံစားနေတဲ့29နှစ်အတွင်းမှာအခက်အခဲတစ်စုံတရာရှိခဲ့တယ်ဆိုတာမှတ်တမ်းထဲမှာမရှိဘူးเนาะမှတ်တမ်းမှာမှတ်ထားတာမရှိဘူးတောထွက်ပြီးတော့တရားကျင့်တယ်6နှစ်ကြာလို့ရှိရင်တော့ခက်ခဲတရားကျင့်ကြရတာဘာကြောင့်လဲတာမန်အနေထားမဟုတ်ဘဲနဲ့ဘုရားလောင်းတော်ဟာဒီအနုတ္တရတန်တိဝရဗဒလို့ခေါ်တယ်တကယ်ထူးမြတ်တဲ့အငြိမ့်ဓာတ်ကိုရှာတယ်အဲ့ဒါလို့ရှာတာဟာမှန်ကန်တဲ့လမ်းကြောင်းနဲ့မရှာမိပဲနဲ့မှားရွံ့တဲ့လမ်းကြောင်းနဲ့လိုက်ပြီးတော့ရှာနေတာအချိန်တွေဖြုံးပြီးတော့6နှစ်နီးလောက်ဖြစ်သွားတယ်အဲ့လိုလမ်းမှားပြီးတော့ခန္ဓာကိုယ်ပင်ပန်းခံပြီးတော့ဒုက္ခရောက်သွားတာဟာကံကြမ္မာဝတ်ကြွေးကိုပေးစားရတာလို့ဒီလိုအဲ့ဒီထဲမှာမှတ်တမ်းတင်ထားတယ်နော်အဲ့ဒီချိန်ကစပြီးတော့ကံကြမ္မာဝတ်ကြွေးဟာပေါ်လာမမှန်ကန်ကန်နဲ့တကယ်တရားလမ်းကြောင်းတိုင်းကြီးလိုက်မယ်ဆိုလို့ရှိရင်6နှစ်ထိအောင်ကျင့်စရာလည်းမလိုဘူးတတော့ပင်ပန်းခံဖို့လည်းမလိုဘူးမလိုအပ်ဖက်နဲ့မှားရွံ့တဲ့အကျင့်တွေနဲ့အချိန်ကုန်ပြီးတော့ခန္ဓာကိုယ်ကြီးပင်ပန်းပြီးတော့ဒုက္ခတွေအကြီးကျယ်ရောက်သွားကြရတာဟာလွန်ခဲ့တဲ့ဘဝတစ်ခုမှာပြစ်မှားခဲ့တဲ့ကံကြမ္မာဝတ်ကြွေးရဲ့ဝတ်ကြွေးကိုပေးစားရခြင်းလို့ဒီလိုပြောတယ်ဘယ်တော့ဝတ်ကြွေးဖြစ်ခဲ့တာတုန်းလို့ဆိုတိတ်မဝေးခင်ကဝတ်ကြွေးဟောဒီဗဒ္ဒကဘာထဲမှာဂေါရမမြတ်စွာဘုရားမပွင့်ခင်အရင်ပွင့်တဲ့ဘုရားကတ္တဗမြတ်စွာဘုရားလူတွေရဲ့တက်တန်းအသက်2000တန်းမှာကတ္တဗမြတ်စွာဘုရားပွင့်တော်မူခဲ့တယ်အဲ့ဒီအချိန်မှာဂေါရမဘုရားလောင်းဟာဇောတိပါဠလို့ဆိုတဲ့ပုံနာဗေဒကျမ်းတက်ပုံနာဖြစ်ခဲ့တယ်ဗေဒကျမ်းတက်ပုံနာတွေဆိုတာအလွန်မာမာနကြီးတယ်ပညာမှန်တအားတက်တယ်ပညာမှန်နဲ့မကဘူးဗြဟ္မဏဆိုတာအဲ့ဒီခေတ်ခါမှာအမြတ်ဆုံးပဲသူကတ္တဗဘုရားလက်ထက်နဲ့ဂေါရမဘုရားလက်ထက်မတူဘူးဇတ်၄မျိုးခွဲထားတဲ့ထဲမှာခတ္တိယဇတ်ဗြဟ္မဏဇတ်ဝိသဇတ်သုဒ္ဓဇတ်လို့အိန္ဒိယနိုင်ငံမှာလူတွေရဲ့အဆင့်အတန်းဇတ်ခွဲခြားထားတာ၄မျိုးရှိတယ်အဲ့ဒီ၄မျိုးထဲမှာဂေါရမဘုရားလက်ထက်မှာကျတော့ခတ္တိယဇတ်ကဥဆောင်နေတယ်မျိုးတွေကထိတ်တန်းရောက်တယ်လို့ဆိုပါစို့ဗြဟ္မဏဇတ်ကဒုတိယအဆင့်မှာရှိတယ်ဝိသတို့သုဒ္ဓတို့ကတော့တတိယနဲ့စတုထပေါ့နော်ကတ္တဗဘုရားလက်ထက်မှာကျတော့ခတ္တိယဇတ်တဲ့ဗြဟ္မဏဇတ်ကထိတ်တန်းချတယ်ဗြဟ္မဏဇတ်ကပို့ပြီးတော့မြင့်တယ်ဘာဖြစ်လို့လဲဆိုတော့ကတ္တဗမြတ်စွာဘုရားကိုယ်တိုင်ကိုကဗြဟ္မဏဇတ်ဝင်မယ်အဲ့တော့ဇတ်ကိုအမိပြုပြီးတော့လည်းပဲမာမာနတွေတက်တယ်ဗေဒကျမ်းဂန်တွေတက်တဲ့ဘောဓုတပညာကိုအကြောင်းပြုပြီးတော့လည်းပဲအဲ့ဒီဇောတိပါဠပုံနာမာမာနတွေတက်ခဲ့တယ်ဘုရားလောင်းတော်ဘလောက်ပဲပါရမီတွေပြည့်ဘုရားလောင်းဆိုတာအမြဲတမ်းစိတ်ကောင်းရှိပြီးတော့ဘဝမှာစီးပူးအထုတ်ခဲ့တဲ့ပါရမီတွေနဲ့အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဖြစ်ပေမဲ့လို့ပတ်ဝန်းကျင်ရဲ့လှည့်စားမှုကြောင့်ဇာတိမှန်တွေတက်တယ်ပညာမှန်တွေတက်နေတယ်ပညာမှန်တွေတက်ပြီးတော့ကတ္တဗမြတ်စွာဘုရားကိုလူမထင်သူမထင်သဘောမျိုးနဲ့သူကပြောခဲ့တယ်ဘယ်လိုပြောလဲလို့ဆိုရင်ဘောဓိဆိုတဲ့ဖယားတဆူဖြစ်ဖို့အသိဉာဏ်ဆိုတာသူတို့ဗေဒကျမ်းဂန်တွေထဲမှာလည်းပါတာပေါ့လေအဲ့ဒီဘောဓိဆိုတဲ့အသိဉာဏ်ဟာအမြဲတမ်းခဲရင်ဒီလိုခဲရင်တဲ့အသိဉာဏ်ကိုဒီလိုကြုံတုံးထားတဲ့ကိုတော်ကရနိုင်ပါမလားလို့ပြောခဲ့တယ်
ကတ္တဝဘုရားကိုအထင်သေးပြီးတော့ပြောခဲ့တယ်ဒီစကားလေးရှိတယ်ပေါ့ကုတောနုဘောဓိမုံဒတ္တမုံဒဆိုတာဥပိကတုံဆိုတဲ့အဓိပ္ပာယ်နဲ့တော့ဘောဓိပရမဒုံလည်းပါဘောဓိဆိုတာတမ္ပညုတဉာဏ်ကြီးဆိုတာအမတမခဲနေရခဲတယ်အဲ့ဒီရခဲတဲ့တမ္ပညုတဉာဏ်ကြီးဟာသူ့မှာရနိုင်ပါမလားမရနိုင်တော့ဘူးလို့အထင်သေးပြီးတော့ပြောခဲ့တဲ့စကားတစ်ခုရှိတယ်ဒီဘုရားလောင်းမိမဲ့လို့ဘုရားကိုမကြည်ညိုဘူးဆိုတာတတိထားဖို့လိုအပ်တယ်ကတ္တဝဘုရားပြီးရင်ပွင့်မဲ့ဘုရားအလောင်းကဘုရားကိုမကြည်ညိုဘူးဟုတ်ကဲ့လားဒါကြောင့်မလို့ကိုယ့်ကိုသိပြီးတော့အထင်မကြီးနဲ့ဒီဘဝမှာဗုဒ္ဓဘာသာဖြစ်နေပြီမဲ့လို့နောက်ဘဝမှာဗုဒ္ဓဘာသာလူမျိုးတွေဈာမှာမဖြစ်ဘဲနဲ့တခြားလူမျိုးတခြားဘာသာဝင်တွေရဲ့ဈာမှာဖြစ်မယ်ဆိုရင်တခြားဘာသာဝင်တွေဘက်ရောင်သွားမှာပဲအဲ့ဒါကြောင့်မလို့ကိုယ့်ကိုခိုင်မာအောင်လုပ်ဖို့အမတန်မှအရေးကြီးတယ်အသိဉာဏ်နော်ဒီလိုဘုရားလောင်းကြီးတောင်မှပဲဒီဘုရားကိုကြည်ညိုနိုင်စွာမရှိ